အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့အထက်တန်းရှေ့နေတော့ EPU နေမဲ့ဖြစ်ပါတယ်။မိကွန်လေးတစ်ခုမေးမြန်းထားတာပါ။ကိုယ့်ကိုသူတို့လုပ်တဲ့အကြောင်းတွေအမှန်ရေးတင်တာရောဥပဒေအရအပြစ်ဖြစ်လာရှင်တဲ့။ဒီမိကွန်လေးဖြေချပေးရမယ်ဆိုလို့ရှိရင်ဒီပေါ့နော်။ကိုကနေပြီးတော့နစ်နာသွားတဲ့တစ်ဖက်ပေါ့နော်။အခြားသူတဦးကကိုအနိုင်ကျင့်တယ်ဒါမှမဟုတ်လို့ရှိရင်တခြားတော့ပေါ့နော်အကြောင်းချက်တွေရပေါ့။ကိုကသူတို့ရဲ့အကြောင်းတွေကိုကိုခံရတာဖြစ်တဲ့အတွက်သူတို့ရဲ့အကြောင်းတွေကိုရေးပြီးတော့ဒီ social media ပေါ်မှာပေါ့နော် online ပေါ်မှာတင်တဲ့အခါကြလို့ရှိရင်ဒီမှန်သည်ဖြစ်စေမှားသည်ဖြစ်စေတကယ်တမ်းတစ်ဖက်လူရဲ့ပေါ့နော်ဂုံတိတ်ခါကိုကြာဆင်းစေတဲ့အသေးပြက်စေတဲ့ဒါမျိုးတွေဆိုလို့ရှိရင်အရေးယူခြင်းခံရမှာဖြစ်ပါတယ်တကယ်လို့ကိုကနစ်နာတဲ့ဒီအကြောင်းအရာကိစ္စတစ်ခုကြောင့်ပေါ့တစ်ဖက်ကလှုပ်လိုက်တဲ့ပုံမှန်မူတည်ပြီးတော့ကိုကနစ်နာသွားတယ်ဆိုရင်အဲ့ဒီနစ်နာတဲ့အကြောင်းအရာအလိုက်ပေါ့နော်တစ်ဖက်ကိုအေးအေးယူလို့ရတာဖြစ်ပါတယ်အဲ့ဒါကိုအေးမယူဘဲနဲ့ကိုကနေပြီးတော့တစ်ဖက်လူကတော့ဘယ်လိုမျိုးဖြစ်ပါတယ်ဘယ်လိုမျိုးဒီကိုကနစ်နာနေပါတယ်ပေါ့နော်ဒါမျိုးတွေပေါ့တစ်ဖက်လူရဲ့လှုံ့ဆော်ချက်တွေကိုရေးပြီးတော့တင်တဲ့အခါမှာတစ်ဖက်ကိုဂုံတိတ်ခါကြာဆင်းစေမယ်အသေးပြက်စေမယ်ချင်းချောက်တာမျိုးနှောက်ချက်တာမျိုးဒါမျိုးတွေပါမယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်ဆက်သွယ်ရေးဥပဒေအရအရေးယူခြင်းခံရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုကခံရတယ်ကိုကတစ်ဖက်လူရဲ့အနိုင်ကျင့်တာတွေပြောဆိုတာတွေဒါမျိုးတွေကိုခံရတယ်ဆိုလို့ရှိရင်အဲ့ဒီခံရတဲ့ပုံမှာမူတည်ပြီးတော့ကိုနစ်နာတဲ့ပုံမှာမူတည်ပြီးတော့အရေးယူလို့ရတာဖြစ်ပါတယ်သူ့မားနဲ့ကိုလုံးပေါ့နော်သူအမားလောက်တာကနေပြီးတော့ကိုရဲ့အလွန်မဖြစ်ဖို့အရေးကြီးပါတယ်ဒါကြောင့်မလို့ကိုကနစ်နာတယ်ဆိုရင်နစ်နာတဲ့ပုံမှာမူတည်ပြီးတော့အရေးယူပါအဲ့လိုမျိုး line ပေါ်မှာပေါ့နော်ဒေါသအလျောက်တင်လိုက်မိတာတွေကဒီသူ့အပြစ်ကနေပြီးတော့ကိုအပြစ်ဖြစ်သွားနိုင်တာဖြစ်ပါတယ်လို့ဖြေကြားပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်